မဆဲပဲပွဲကြည့်ပြတာဘယ်တော့ဆဲလို့တော့ဒီဘက်ကဘယ်သူတွေကိုကြည့်ပြီးတော့မင်းကျွန်တော်စီလာမှတ်နေလဲမသိဘူးအဲ့ကြောင့်အဲ့လိုကြီးပြနားကြမခံထားတဲ့စကားလုံးတွေမပြောနဲ့ဗျာနော်ကိုရီနဲ့မရင်းနှီးတဲ့စကားလုံးတွေဘလုံးပွဲကိုကျွန်တော်တို့ကစိတ်ဖြည့်ထားတဲ့အနေနဲ့ကိုအားပေးတဲ့တင်ကိုအေးဆေးဆေးကြည့်တာသိရမလားဒေါနဲ့မောနဲ့သိတယ်မလားအဲ့လိုမျိုးပြောဖို့အမေကအတင်းပေးမထားဘူးတို့အဲ့လောက်ဒီလေသိရမလားအာချမ်းနှုတ်ချမ်းနေမဟုတ်ဘူးကျွန်တော် A few moments later. ကာလာချိုးအော်ငါလိုရမှာပဲလီလိုပဲဟဲ့ငါလိုကန်နေတာလီလိုမှာပဲကာချိုးဘာလို့ကိုင်းမလို့ကန်မြန်ပြီဟေးအဲ့ငါလိုမှသားလေတားကိုကန်နေတာမအေးလို့အဲ့လောက်ကန်ချင်ရသလားတွေ့ရနေရနေပြီးတော့အမေကိုပေးစောကစမဲတော့ရဲ့လီလိုမှာပဲကိုရှင်မလူကြီးရှိနေတာကိုပဲမပေးဘူးဘောလုံးတစ်လုံးပေးဖို့ကိုဘလောက်တော့စဉ်းစားနေအောင်ပေါ့ငါလို့မွေးရသားခေါင်းကြီးကိုကြည့်ငါလို့ဘာဖြစ်နေတာအဲ့လားလီးဖြစ်နေတာလားခေါင်းတိုက်ရမယ့်ဟာကိုငါလို့